မှာကိုခန့်စောကကျွန်တော်ဒီကလေးမေးထားပါတော့ဒါလေးကျွန်တော်တစ်ချက်လောက်ဖြေပြပါမယ်ဒါလောက်ထိကျမကြီးလေ့ကျင့်ငန်းလုပ်နေရင်တဲ့ပုံမှန်အစားအသောက်တွေစားလို့ရလောက်ပါတယ်လို့သူကပြောထားတယ်ဟုတ်ကဲ့ပါကျွန်တော်ကတော့ပုံမှန်အစားအသောက်ကိုကျွန်တော်ကဒီညာပိုင်းကိုဥစားအရွက်အသီးအရွက်အသားငါပဲအဲ့ဒါတွေကိုပဲစားပါတယ်မနက်ကတော့ထမင်းစားပါတယ်ဒါပေမဲ့ကျွန်တော်တစ်ခါတရံညာဘက်ကိုအကယ်လို့9နာရီလောက်စားလိုက်မယ်ညနေ9နာရီလောက်ကိုစားလိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့စီးကြိုဟာ6နာရီလောက်ကြာလို့ရှိရင်250ဖြစ်ပါတယ်8နာရီခွဲလောက်ဆိုလို့ရှိရင်ကျွန်တော်ရဲ့စီးကြိုဟာ130မှာရှိပါတယ်ဒါပေမဲ့ကျွန်တော်ကပုံမှန်ဒီ fasting လုပ်ရတာကိုကျွန်တော်ကြိုက်တဲ့အတွက်ကိုပုံမှန် fasting လုပ်နေပါတယ်ဘာဖြစ်လို့လဲဆိုတော့အရင်ထက်ကိုကျွန်တော်ပို့ပြီးတော့ကြမ်းမာလာတယ်ပို့ပြီးကောင်းလာတယ်လို့ခံစားရတဲ့အတွက်ကိုကျွန်တော်ဒီ fasting ကိုပဲတောက်လျှောက်လုပ်နေပါတယ်နောက်ပြီးတော့မိတ်ဆွေတို့ကျွန်တော်ရဲ့ဒီ lifestyle ကျွန်တော်ဘယ်လိုနေတယ်ကျွန်တော်ဘယ်လိုထိုင်လဲဆိုတော့သိချင်တယ်ဆိုရင်ကျွန်တော်အနောက်မှာဗီဒီယိုတွေအများကြီးတင်ထားတယ်ကျွန်တော်စားတောက်ပုံကျွန်တော်နေပုံထိုင်ပုံကျွန်တော်ရဲ့လေ့ကျင့်ခန်းလုပ်ပုံတွေကိုကျွန်တော်ဗီဒီယိုတေချာလေးလုပ်ပေးထားတာရှိပါတယ်အဲ့ဒါကိုဝင်ရောက်ကြည့်ပေးလို့ရပါတယ်အကယ်လို့များကျွန်တော်အခုဖြည့်တဲ့အကြောင်းအရာမှာမိတ်ဆွေတို့အတွက်အကျိုးတစုံတရာရှိမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အကယ်လို့ကျွန်တော်ပြောလိုက်တဲ့အကြောင်းအရာတွေမိတ်ဆွေတို့အတွက်အကျိုးတစုံတရာရှိခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ comment အောက်မှာတစ်ခုခုပြောခဲ့လို့ရပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာတွေ့ကြပါမယ်